Hello အားလုံးပဲမင်္ဂလာပါ German A1 vocabulary part 5ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ Personalien ကိုရေးကိုတာ Personalien ဟဲယောက်ျားလေးဟဲယောက်ျားလေး Frau မိန်းကလေး Frau Vorname နာမည် Vorname နာမည် Vorname နာမည် Familien နာမည်မိသားစုနာမည် Familien နာမည် Adresser လိပ်စာ Adresser Straße လမ်း Straße Platz နေရာ Platz Hausnummer အိမ်နံပါတ် Hausnummer အိမ်နံပါတ် Stadt မြို့ Stadt Vorleser စာသိမ်းနံပါတ် Land နိုင်ငံ Land Telephone Fax ရုံးသုံးနံပါတ် Fax Anmelden စာရင်းပေးသွင်းတာ Anmelden အားလုံးပဲအဆုံးထိနားထောင်ပြီးလို့ကျေးဇူးပါ